ဒီကနေ့သောတာနုကတသုံးဆိုတာဟောပါမယ်သောတာနုကတသုံးဆရာတော်ဘုရားကြီးလည်းဟောထားတာရှိတယ်နော်ဒီသောတာနုကတသုံးဆိုတဲ့ဥစ္စာဟာဘုရားကိုယ်တော်မြတ်ကြီးကဟောထားတယ်သောတာနုကတနံဘိက္ခဝေဓမ္မာနံဝသတာပရိစိဒါနံမနတာနုပေခိဒါနံဒိဋ္ဌိယသုပ္ပတိဝိဒါနံဒီလိုအခြေခံပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟောပါတယ်သူ့အတိတ်ကသောတာနုကတနံသောတာဆိုတာနာသောတာဆိုတာနာတို့အစဉ်လိုက်ကုန်သောစာအဖြောင့်အတိတ်ယူမဲ့ဆိုနာဖြင့်ကြားထအကုန်သောဒီအတိတ်ရတာပေါ့တရားတပုတ်ပုတ်ကိုဟောတဲ့လူကဟောလို့ရှိရင်နားနဲ့တိုက်ပြီးတော့ထောင်းထားနားနဲ့နာထားဖို့ပြီးသားတရားဒီလိုပြောကြလားဘိက္ခဝေယဟံတို့သောတာနုကတနာနာတို့အစဉ်လိုက်ကုန်တော်ဝါနာဖြင့်ဆက်ဆက်ကြားပြီးတော့ထအကုန်သောဒီလိုရတာပေါ့ဒါဖြင့်နံပါတ်1အတိတ်နံပါတ်1အချက်မှတ်လိုက်ပါတော့ဟောတရားတပုတ်ပုတ်ကိုနားနဲ့ကြားထားပြီးသားဒီအတိတ်နော်နောက်တစ်ခုဝသတာပရိစိဒါနံနှုတ်နဲ့နားနဲ့ကြားရုံနဲ့မကဘူးနှုတ်နဲ့ကလိုက်ပြီးတော့ရွတ်ထားတာနဲဘုန်းကြီးကဆိုဟဲ့ဆိုရင်ဘုန်းကြီးဆိုတဲ့ဥစ္စာကိုနောက်ကလိုက်ဆိုတာပေါ့ဒီမှာခန္ဓာ၅ပါးဆိုတဲ့ဟဲ့ဆိုရင်ယူပခန္ဓာဝေဒနာခန္ဓာပညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာကိုယ်ပဇတ်နဲ့လည်းဆိုထားတဲ့တရားအဲ့ဒါဝသတာပရိစိဒါနံနှုတ်ဖြင့်ရွတ်ဆိုအကုန်သောဒီအိတ်ရတာပေါ့ဟုတ်ပြီဒီလိုဆိုနှစ်ချက်ရပြီလားနံပါတ်1ကနားနယ်ကြနံပါတ်2ကနှုတ်နဲ့ရွတ်ပြီးတော့ထားတာပြီးတော့ဒါရင်ဘက်ကလေးမလဲမနတာနုပခိဒါနံမနတာကစိတ်နဲ့အနုပခိဒါနံရှုထားတယ်ဆိုတော့စိတ်နဲ့တွေးတာပေါ့ဒီတရားရဲ့သဘောတွေဘာတွေပါလိမ့်သူ့ရဲ့အဓိပ္ပာယ်တွေကဘယ်လိုပါလိမ့်လို့ဒီလိုစိတ်နဲ့တွေးတဲ့ဥစ္စာပြောတာမနတာနုပခိဒါနံစိတ်ဖြင့်ဒီအကုန်တော်တည်ပြီးတော့ထားအကုန်တော်ဒီအိတ်ရတာပေါ့ဘယ်နှချက်ရှိပလဲနံပါတ်1ကနားနယ်ကြနံပါတ်2ကနံပါတ်3ကဟုတ်တယ်စိတ်နဲ့ဒီထားတာပြီးတော့ဒါလည်းမကပါဘူးဟောဒိဋ္ဌိယသုပ္ပတိဝိဒါနံအသိဉာဏ်ပညာဖြင့်ဒီဥစ္စာတွေကိုသဘောတဘာဝတွေကိုထိုးဖောက်ပြီးတော့သိထားအကုန်သောဒီလိုရတာပေါ့တရားတပုတ်ပုတ်ကိုဒီအချက်၄ချက်နဲ့လေ့လာပြီးတော့ထားတာနာနဲ့ကြားတယ်နှုတ်နဲ့ရွတ်တယ်စိတ်နဲ့ပြီးတယ်ဉာဏ်နဲ့သိတယ်အဲဒီလိုပေါ့အချက်တစ်ချက်တော့လေးကျနာနဲ့ကြားနှုတ်နဲ့ရွတ်စိတ်နဲ့ပြီးဉာဏ်နဲ့ပြီးတစ်ချက်တော့အဲ့ဒီလိုလုပ်ပြီးတော့ထားအကုန်တော့ဓမ္မနံတရားတို့ဤစတ္တရောလေးမျိုးကုန်သောအာနိတန္တအကျိုးအာနိသင်တို့ကိုပါတိကင်္ခာအလိုရှိအကုန်ဤအဲ့ဒီလိုကလေ့လာထားလို့ရှင်လေ့လာထားပြီးသားတရားဟာအကျိုးလေးမျိုးကိုရစေနိုင်တယ်အချက်တစ်ချက်နံပါတ်1ကနာနဲ့ကြားနံပါတ်2ကျတော့နှုတ်နဲ့ရွတ်နံပါတ်3ကစိတ်နဲ့ဒီနံပါတ်4ကအဲ့ဒါကိုဘုရားကိုယ်တော်မြတ်ကြီးကသောတာနုကတနံဘိက္ခဝေဓမ္မာနံဝသတာပရိစိတာနံမနတာနုပခိတာနံဒိဋ္ဌိယသုပ္ပတိဝိဒါနံဒီလိုဆိုတာတတ္တရောအာနိတန္တာပါတိကင်္ခာအတိတ်ကဘိက္ခဝေယံတို့သောတာနုကတနာနာဖြင့်ဆက်စာကြားထားအကုန်သောပြီးတော့ဝသတာပရိစိတနာနှုတ်ဖြင့်တွေ့ရွတ်ဆိုအကုန်သောဒီလိုပေါ့နော်ပြီးတော့မနတာနုပေခိဒါနံစိတ်ဖြင့်သိမ့်ကြုံနှလုံးသွင်းအကုန်သောဒိဋ္ဌိယသုပ္ပတိဝိဒါနံဉာဏ်ဖြင့်ထိုးထွင်းရှင်းလင်းစွာသိထားအကုန်သောဆိုတော့အလုံးအချက်၄ချက်လားသမ္မာနံတရားတို့ဤတတ္တရော၄ပါးခုံသောအာနိတန္တအကျိုးအာနိသင်တို့ကိုပါတိကင်္ခာအလိုရှိအကုန်ဤဒါကတော့စာတော်မို့လို့အနဲ့ပေးတာပါဘုန်းကြီးတို့လူရင်းချုပ်ပြီးတော့သိကြစို့ဆိုတော့တရားပုဒ်တစ်ပုဒ်ကို၄ချက်နဲ့ဒီလိုကြည်ကြည်ညက်ညက်လေ့လာထား
အဲ့ဒါလေးလာထားလို့ရှိရင်အဲ့ဒီတရားဘုတ်ရဲ့အကျိုးနော်၄မျိုးရနိုင်တယ်တရားရဲ့အကျိုးကဘယ်နှမျိုးရနိုင်၄မျိုးရနိုင်လို့မဟုတ်လို့အဲ့ဒီ၄မျိုးလေးကိုမှတ်ရပါမယ်နားနဲ့ကြားနှုတ်နဲ့ရုပ်စိတ်နဲ့ပြီးဉာဏ်နဲ့ပြီးဘယ်နှချက်တော့တစ်ခေါက်ဆိုပါဦးနားနဲ့ဟုတ်တယ်အဲ့ဒီထဲမှာနားနဲ့ကြားဆိုတဲ့စကားလုံးကအဥယုံမဟုတ်လားနားနဲ့ကြားဆိုတာပါဠိလိုသောတာနုကတလို့ရတယ်နားနဲ့ကြားဆိုတာသောတာနုကတအဲ့ဒီစကားလုံးလေးခေါင်းစဉ်ထားပြီးတော့သောတာနုကတသုတ်သောတာနုကတသုတ်နဲ့ဒီလိုပြောနေတာဒီစလုံးနဲ့မကသေးဘူးသောတာနုကတစာကနားနဲ့ကြားဆိုတဲ့စကားလုံးမဟုတ်လားနောက်တစ်ကြိမ်သုံးလုံးပါသေးတယ်မဟုတ်လားဒါနဲ့လောက်အောင်မယ်နောက်တစ်ခါဘာနဲ့နောက်တစ်ခါဘာအချက်တော့အဲ့ဒီလေးချက်ထဲခေါင်းဆောင်ကသောတာနုကတနားနဲ့ကြားဒါလေးပါတယ်ဒါကြောင့်ဒီပုဒ်တော်ရဲ့နာမည်ကိုလည်းသောတာနုကတသုတ်ဒီလိုပြောတာနားနဲ့ကြားထားတဲ့သုတ်ဒီလိုမဟုတ်လားဒီအဲ့ဒီကတရားတစ်မျိုးမျိုးကိုလေ့လာထားလို့ရှိရင်ဒီတရားကအကျိုး၄မျိုးကိုပြီးနိုင်တယ်အကျိုး၄မျိုးကိုပြီးနိုင်တယ်ဥပမာဘုန်းကြီးတို့ခဏခဏပြောနေကြခန္ဓာ၅ပါးဆိုတော့ယူပဲခန္ဓာဝေဒနာဒီအဲ့ဒီခန္ဓာ၅ပါးကိုတစ်ပါးချင်းကဲဟောတဲ့ဥစ္စာကိုလည်းနားနဲ့ကြားထားတယ်အခုဘုန်းကြီးကအယုတ်ခိုင်းတော့လဲတရားဓမ္မတွေကိုယ်တိုင်နှုတ်နဲ့ရွတ်တယ်မဟုတ်လားနှုတ်နဲ့ရွတ်ဒါတည်းမကသေးဘူးအတိတ်ပဲတိတ်နေလဲတီးသေးတယ်ဒီပက္ခဏာဆိုတာဘာတဲ့လဲဘယ်လိုသဘောတဲ့လဲဝေဒနာခန္ဓာဆိုတာဘယ်လိုသဘောတဲ့လဲဒီဥစ္စာလေးတွေတိတ်နေလဲတွေးတာပေါ့ဒီရုံနဲ့မကဘူးဒိဋ္ဌိယသုပ္ပတိဝိဒါနာဉာဏ်နဲ့လဲသိတယ်ဖောက်ပြန်တတ်တဲ့သဘောဟာရုပ်တယ်ခံစားတတ်တဲ့သဘောတွေကြတော့ဝေဒနာရဲ့မှတ်သားတတ်တဲ့သဘောတွေကသိဆိုအထုတ်တတ်တဲ့သဘောတွေကသိတတ်တဲ့သဘောတွေကအဲ့ဒီသဘောကလေးတွေလည်းဉာဏ်နဲ့သိထားတယ်ပေါ့အဲ့ဒီလိုသိထားပြီးဆိုတဲ့တရားတွေဟာဘုန်းကြီးတို့တရားဓမ္မတွေကိုအကျိုးတစ်မျိုးပြနိုင်၄မျိုးပြနိုင်တယ်ဒီလိုပြောနေတာအဲ့ဒါကိုဘုရားကိုယ်တော်မြတ်ကြီးကပြောတယ်ဘယ်လိုတရားတွေလဲဆိုတော့အစုံပါပဲကွယ်ငါဘုရားသာသနာတော်ထဲမှာဣဇဘိက္ခေဒိဋ္ဌိတံနံပရိယပုဏ္ဏတိသုတ်တံခေယံဝေယကရဏံခာထံဥဒါနံဣတိဝုဒ္ဒကံဇာတကံအပုဒ္ဒဓမ္မဝေတံလံဆိုတာလေအင်္ဂါကူရံပြောတာပေါ့အဲ့ဒီထဲကဘယ်သူပဲကြက်ဘယ်သူပဲမှတ်ပါနည်းနည်းလေးဘုဒ္ဓတဖြစ်အောင်တုတ်တန်းဆိုတာခုဘုရားကိုယ်တော်မြတ်ကြီးဟောထားတဲ့တုတ်တွေကမင်္ဂလာတုတ်ယရဏတုတ်မေတ္တာတုတ်အခုသောတာနုကတာတုတ်လို့ပြောရတဲ့ဥစ္စာတွေခုတည်းများဘယ်တရားပုတ်ပဲဖြစ်တစ်ခုခုပြောတာနောက်တစ်ခုခေယံဆိုတဲ့ဥစ္စာကဂါထာတွေပါတဲ့ဥစ္စာတွေပေါ့ဂါထာတွေရောနှောပြီးတော့ပါတဲ့တရားတော်တွေကိုဂေယလို့ခေါ်တာပေါ့ပြီးတော့နောက်တစ်ခုကျတော့ဝေယကရဏံကျတော့ဂါထာမပါဘူးတရားတော်တက်တဲ့စကားပြန်တက်တဲ့ကြည့်တဲ့ရွတ်ပါဟောကြားပြီးတော့နေတဲ့အဘိဓမ္မာဒေသနာတော်ကြီးတွေလို့ပေါ့နောက်တစ်ခုကျတော့ဂါထာဆိုတော့ဂါထာတက်တဲ့စကားပြန်တော့မပါဘူးဂါထာတက်တဲ့ကြီးတဲ့ဟောတဲ့ဓမ္မပဒပါဠိတော်ကြီးတို့လို့အဲ့ဒီလိုတွေဥဒါနဥဒံဆိုတော့တခါတလေဝင်တာတဲ့အခါနှုတ်ကရှမ်းထွက်လာတာပီတိတွေလျမ်းပြီးတော့ပဇက်ကရှမ်းပြီးတော့အလိုလိုကိုပဇက်ကထွက်လာတာနော်အဲ့ဒါမျိုးကြတော့ဥဒံလို့ခေါ်တယ်ဒါတဲ့တော့ဥဒံလို့ခေါ်တယ်နောက်တစ်မျိုးကဣတိဝုဒ္ဒကံဆိုတာဗုဒ္ဓညိတံဘဂဝတာဘုရားကိုယ်တော်မြတ်ကြီးကဒီလိုဟောတယ်ဆိုပြီးတော့အကူတာတကလောက်ရတဲ့တရားတွေကိုဣတိဝုလို့ခေါ်တာပေါ့အဲ့ဒီတရားတွေလည်းရပါတယ်ပြီးတော့ဇာတကံဇတ်တော်တွေဆိုတာ950ဇတ်တွေလေအကြောင်းအရာပဲဖြစ်ဘုရားကိုယ်တော်မြတ်ကြီးဟောထားတဲ့အထက်ကအဲ့ဒီအကြောင်းအရာတွေပြီးတော့အဘိဓမ္မာဓမ္မဆိုတာ
အဘုဒ္ဓစာအံ့ဩစရာတွေပေါ့တတ္တရောမိဘိက္ခွေပစ္စရိယအဘုဒ္ဓဓမ္မာဒီလိုတွေဟောတာမျိုးတွေရှိပါတယ်အံ့ဩစရာ၄မျိုးအံ့စရာကြီးတာပဲဒီလိုတရားမျိုးတွေတတ်တတ်သိထားတာရှိတယ်အဲဒါမျိုးပဲဖြစ်ဖြစ်ဝေဒံလံဝေဒံလာကို၎င်းဆိုတော့ဝေဒံလာဆိုတာသီလဝေဒံလာမဟာဝေဒံလာဆိုတဲ့အကြောင်းအရာတွေကြားဖို့ပါလိမ့်မယ်အဲဒီလိုတရားတွေတဲ့အဲ့ဒီထဲကတစ်ခုခုပေါ့တစ်ခုခုအဲ့ဒီတရားတွေကိုလေ့လာထားတယ်ဘယ်နှမျိုးနဲ့လေ့လာထား၄မျိုးနဲ့၄မျိုးကနားနဲ့ကြားနှုတ်နဲ့ရုပ်စိတ်နဲ့တွေ့ဉာဏ်နဲ့ဟုတ်တယ်ဉာဏ်နဲ့ဒီအလုံးဘယ်နှချက်အဲ့ဒီ၄ချက်နဲ့ကြည်ကြည်ငြိမ်ငြိမ်လေ့လာပြီးတော့ထားပြီးဆိုလို့ရှိရင်တတ္တထိုပုဂ္ဂိုလ်ဤတန်တာ၌ဒီဓမ္မာထိုတရားတို့သည်အဲ့ဒါလို့ဆိုရင်သောတာနုကတာဝသတာပရိစိတာမနတာနုပခိတာဒိဋ္ဌိယတုတ်တိဝိတာလို့ပြောနေတာပေါ့ဒီကျင်းညံ့လေးထားလေ့လာထားပြီးဆိုရင်အဲ့ဒီတရားတွေဟာနားနဲ့ကြားထားပြီးသားတရားလည်းဖြစ်တယ်နှုတ်နဲ့ရွတ်ထားပြီးသားတရားလည်းဖြစ်တယ်စိတ်နဲ့တွေးထားပြီးသားတရားလည်းဖြစ်တယ်ဉာဏ်နဲ့ထိုးဖောက်ပြီးတော့သိထားပြီးသားတရားလည်းဖြစ်တယ်ဟုတ်လားအဲ့ဒီလိုဒါလေ့လာထားလို့ကတော့သောထိုပုဂ္ဂိုလ်ဒီဘာအကျိုးရနိုင်တယ်လဲလို့ဆိုတော့ဒီပုဂ္ဂိုလ်တရွေ့ရွေ့သူ့အတ္တတန်ကုန်လို့ပြီးတဲ့အခါမှာလေသောထိုပုဂ္ဂိုလ်ဒီမုဋ္ဌတတိတတိလွတ်ကင်းသည်ဖြစ်၍ဝါတတိလက်လွတ်ကာလံကုရုယာမာနောကုရုမာနောစုတေယသည်ရှိတော်ဒီကနေ့မှတတိနဲ့သိရင်တော့မပြောနဲ့ပေါ့လေတတိမပါဘဲနဲ့တတိလက်လွတ်လေးရတောင်မှဆိုလိုတာနော်အညတရံဒီဝနိကံယံတခုခုသောနတ်ပြည်သို့ဥပါပိစတိကရောက်ရ၏တဲ့ဗျာဟောဒီလိုတရားတွေလေ့လာထားတဲ့ပုဂ္ဂိုလ်သိလို့ရှိရင်ဟိုတတိထားသေးရရင်တော့မပြောနဲ့တော့တတိမပါဘဲနဲ့တတိလက်လွတ်သေးတာတောင်မှဟောဘယ်ရောက်သွားနတ်ပြည်ရောက်သွားတာတဲ့တရားတွေအခုလိုလေးချက်နဲ့ကြည်ကြည်ညံ့ညံ့လေ့လာထားတဲ့ပုဂ္ဂိုလ်တွေကလေတတိထားရင်တော့ဒီခြားခြားရောက်တာပေါ့တတိမထားပဲနဲ့တတိလက်လို့သိမိတာတောင်မှပယ်သွားရောက်နတ်ပြည်ရောက်တာနဲ့တကယ်နဲ့ဘွားကနေတတ္တထိုနတ်ပြည်၌တတ္တထိုပုဂ္ဂိုလ်ဤတန်တာ၌ဒုက္ခိနောဓမ္မပဒါပလဝံတိတရားတွေဟာလွယ်လွယ်ကူကူတခါတည်းအကွင်းလိုက်အချင်းလိုက်ပေါ်လာတာဒီပုဂ္ဂိုလ်တန်တာမှာနတ်ပြည်တဲ့ရောက်ကြရောနတ်သားနတ်သမီးဆိုတော့ညံကောင်းနေမဟုတ်လားအချင်းသားအကွင်းသားနဲ့အဲ့ဒီမှာတဲ့တခါတည်းတရားရသွားတာနတ်ပြည်လည်းရောက်ကြရောဉာဏ်တွေကလည်းကောင်းသွားတရားပုဒ်တွေကလည်းအကွင်းသားအချင်းသားပေါ်လာပြီးတော့ဒီတင်တရားရသွားတယ်ဒါလူပြည်တုန်းကမရသေးဘူးနော်လူပြည်တုန်းကဟိုတရားတွေလေ့လာထားတာပဲရှိသေးတယ်နောက်တတိလက်လွတ်ပြီးတော့ခုနတ်ပြည်ရောက်သွားအဲ့ဒီရောက်တော့ဘွားနဲ့တရားတွေပေါ်လာပြီးတော့သူတရားရသွားတယ်သောတာပန်ဖြစ်သွားတယ်ပေါ့ဇံတော်ဘိက္ခဝေပတုပ္ပါတော်ဘိက္ခဝေယဟန်တော်ပတုပ္ပါတော်နောက်ပြန်ပြီးတော့ဒီလိုတတိရတာကမှတန်တော်နှေးသေးဤဒီလိုပြောတယ်ဟိုပြန်ပြီးတော့တွေးတာကမှနှေးသေးတယ်ဒီလိုပြောတာနော်ဟိုအထကျင်းစစ်ကတော့ဖြင့်တတ္တတော်ထုတ္တဝါဒီခိပံယေဝရှင်စွာကလည်းဝိတေသဂာမိထူသောတရားကိုသိပြီးဟောဒီဖြစ်လေဤဆိုတာတရားသိရတာကအရင်ဖြစ်နေတယ်ဟိုပြန်တွေးလို့ရှင်တွေးတဲ့အတွေးကမှနှေးသေးတယ်တရားသိရတာကအရင်ဖြစ်နေတယ်လို့ဒီလိုပြောပါတယ်ဒါဘာကြောင့်လဲဆိုလို့ရှိရင်စောစောကတိုင်းတရားတွေကိုကြည်ကြည်ညံ့ညံ့လေ့လာထားလို့နတ်ပြည်ရောက်တာနဲ့ဘွားကနေတရားတွေအကွင်းလိုက်အထင်းလိုက်ပေါ်လာပြီးတော့သောတာပန်ဖြစ်သွားတာဟာဘာကြောင့်ရတာပါလဲလို့နောက်ပြန်တွေးတဲ့တတိကမှနှေးသေးတယ်တရားရတာကအရင်ဖြစ်နေတယ်အဲ့လိုဉာဏ်သာဟုတ်လားဒီလိုဉာဏ်ရဲ့အကြောင်းရင်းလိုက်ဖြစ်တော့နှုံနာနဲ့ကြားနှုံနဲ့ရုပ်စိတ်နဲ့ဒီလိုအဲ့ဒီလိုတွေလောက်ထားလို့တဲ့ဟဲဒီလိုအကျိုးရတာကိုကြည်စားဒီလိုဆိုလို့ရှင်ဘုန်းကြီးတို့တရားဓမ္မတွေအခုရွေးရဖတ်ရကြရတာဟာဒီဥစ္စာတွေကနောက်မှအကျိုးဖြစ်နေတော့အလကားမဖြစ်ဘူးဒါကြောင့်အကျက်မပြင်းနဲ့နော်အကျက်မပြင်းနဲ့လေဘုရားကိုယ်တော်မြတ်ကြီးဟောထားတာကို့မှာကြက်ပြနှုတ်လဲပါတယ်မဟုတ်လား
ဘုရားကိုယ်တော်မြတ်ကြီးဟောတဲ့တရားနားလဲပါလို့နားနဲ့ကောမကြားနိုင်ဘူးလားကိုယ်နှုတ်ကလည်းပါပြီးတော့နေလို့နှုတ်နဲ့ကောမရွတ်နိုင်ဘူးလားဒီကယူပခန္ဓာဆိုကိုယ်ကလည်းယူပခန္ဓာလိုက်ရွတ်လို့ရတာပေါ့ပြီးတော့ကိုယ်တွေးတတ်တဲ့စိတ်ကလေးကလည်းပါတယ်ဆိုတော့စိတ်နဲ့ကောမတွေးနိုင်ဘူးလားဒီကလေးတွေးတဲ့ခါကျတော့အတိတ်တွေပေါ်လာမှာပေါ့မပေါ်လို့ရှိရင်လည်းဆရာသမားမေးလို့ရှိရင်အတိတ်တွေသိလာမှာပေါ့တဲ့ခါကျတော့ဒိဋ္ဌိယသုပ္ပတိဝိဒ္ဓဉာဏ်နဲ့ထိုးဖောက်သိတဲ့အချိန်ရောက်တာပေါ့အဲ့ဒါလိုလေးချက်လေးလာထားလို့ရှိရင်အခုနံပါတ်1တွေ့ပြီဝါကနေနော်နတ်ပြည်ရောက်ဟောတရားတွေ့ရတာကအရင်နောက်ပြန်တွေ့တဲ့ဥစ္စာကမှနှီးသေးတယ်တဲ့ဒါဟာဥစွာရတဲ့ပထမအကျိုးပဲဟုတ်တယ်အယံပထမောပါတိကင်ခောဒီပထမအကျိုးဆုံးဒီအကျိုးဟာအဥဆုံးရတဲ့အကျိုးပဲအယံပထမောအာနိသံသောပါတိကင်ခောအခုလိုစောစောစီပွားကနေနတ်ပြည်ရောက်ပြီးတော့ထူးထူးခြားခြားတရားရသွားခြင်းရဲ့အကျိုးပေါ့နော်ဒါပထမဆုံးနံပါတ်1အကျိုးဟုတ်ပြီမှတ်မိပြီလားအဲ့ဒီရအောင်လုပ်ထားတာကိုကကြည်ကြည်မြဲမြဲကြက်ထားတယ်ကြည်ကြည်နဲ့လေ့လာထားတယ်မဟုတ်လားဘယ်နှချက်နဲ့လေ့လာလေးချက်ကဘာတွေတော့နာနဲ့ဟုတ်တယ်ဒီလေးချက်နဲ့လေ့လာထားရင်ကြက်ပြီးတော့ကြက်မှတ်ထားလို့ရှိရင်ဒီအကျိုးမျိုးရနိုင်တယ်နောက်တစ်ခါရှေ့သွားနံပါတ်1စောစောတုန်းကပြောသလိုပါပဲဟောဂါထံဥဒါနံဣတိဝုဒ္ဒကံဇာတကံအပုဒ္ဒဓမ္မံဝေဒနံဆိုတဲ့တရားတွေကိုစောစောတုန်းကလိုပဲလေ့လာထားမယ်နာနဲ့ကြားနှုံနဲ့ရွတ်စိတ်နဲ့ဒီဉာဏ်ဖြင့်ဒီလိုလှုပ်ထားလို့ရှိရင်ဒီပုဂ္ဂိုလ်သိဆိုပါတော့နော်တကွာဏီကုန်းချုပ်လို့မလို့ဒီပုဂ္ဂိုလ်သိတဲ့တတိလွတ်လွတ်ဖြစ်ပြီးတော့သိရဲဆိုပါတော့တတိလက်မလို့ဖက်သိလို့ကတော့ဒီလိုပဲဖြစ်တာပေါ့တတိလက်လွတ်ပြီးသိတာကမှဒီပုဂ္ဂိုလ်ဟဲ့ဒီတရားတွေလေ့လာထားတဲ့အတွက်ဟဲ့ဒီနတ်ပြည်ရောက်သွားတယ်စောစောသူတုံးကလို့ပထမပုဂ္ဂိုလ်လို့တော့ဖြင့်တခါတည်းတန်းပြီးတော့တရားထူမရဘူးနည်းနည်းသူကနှေးနေတာပေါ့လေအဲ့တော့ဘာဖြစ်တယ်လဲဆိုတော့အဲ့ဒီလိုနေနေတဲ့အချိန်မှာစေတောဝတိပတ္တာဆိုတဲ့တကူကြီးတဲ့နတ်သားတွေရောက်လာပြီးတော့ဟောလို့ရှိရင်တရားဟောပြီးဆိုရင်အဲ့ဒီမှာဟိုတုန်းကငါတို့လေ့လာထားတဲ့တရားတွေပဲဒီမှာသဘောပေါက်တာတဲ့အဲ့ဒီလိုသဘောပေါက်ထားပြီးတော့ဟိုတုန်းကလည်းတို့လူပြေမှာဒီတရားမျိုးတွေပဲခန္ဓာ5ပါးတဲ့အာယရဏ12ပါးတဲ့ဓာတ်18ပါးတဲ့အခုဒီနတ်သားဟောတော့လေဒီအတိုင်းပါပဲလားအဲ့ဒီလိုဖြစ်တော့တာအဲ့ဒီလိုဖြစ်ပြီးတော့အဲ့ဒီတင်တခါတည်းဘွားကနေတရားသားတွေသိပြီးတော့လေအကွင်းလိုက်အထင်းလိုက်ညံတဲ့ပေါ်လာပြီးတော့ဒီမှာသောတာပန်ဖြစ်သွားတာအဲ့ဒီလိုဆိုလို့ရှိရင်လည်းပဲဒီပုဂ္ဂိုလ်ဟာဒါအကျိုးတူရခြင်းပဲမဟုတ်လားဒါကနံပါတ်ဘယ်လောက်တော့နံပါတ်2ရခြင်းအကျိုးပဲမဟုတ်လားဟုတ်တယ်နံပါတ်2အကျိုးရခြင်းဥပမာပြောမယ်ဆိုလို့ရှိရင်လျှောက်ပြီးတော့ခရီးသွားတဲ့အခါမှာမြို့နာရောက်တဲ့အခါဒိန်းနေမြို့ကနေပြီးတော့စီကြီးလက်တီးလိုက်တယ်ဆိုလို့ရှိရင်နိုင်မောင်းလိုက်တဲ့စီကြီးပေါ့တော်သားဆိုရင်ပဲပြီးလိမ့်မလဲဟဲ့ဒါဘာတန်ကြီးလဲဒီလိုနေမှာမဟုတ်လားကျွမ်းကျင်နေတဲ့လူကပြီးတဲ့လူကတော့ဒါစီတန်ပဲဘာဖြစ်လို့လဲဆိုတော့စီတန်အကြောင်းသူကကြားဘူးလားသူကဒါစီတီးတဲ့အတန်ပဲဒီအလိုဒါစနဲ့အတန်ပဲဒီလိုကျွမ်းကျင်နေတဲ့သူဆိုတော့ကြားချင်းတတ်မသိသေးဘူးလားအဲ့ဒါလိုပဲတစ်ချိန်လုံးကကိုကခန္ဓာ5ပါးအာယရဏ12ပါးဓာတ်18ပါးဒီအကြောင်းအရာတွေကြားပြီးတော့ထားတယ်ဆိုတော့အခုကြားချင်းဒီဥစ္စာတတ်မသိသေးဘူးလားအဲ့လိုတဲ့သိတာနဲ့တကယ်နဲ့ဒီပုဂ္ဂိုလ်ဘာဖြစ်သွားသောတာပန်ဖြစ်သွားဒါဟာပထမပုဂ္ဂိုလ်လောက်တော့မထက်ဘူးပေါ့နော်ဒုတိယအခုလိုပဲတကူကြီးတဲ့နတ်သားပြောပြမှာပဲသဘောပေါက်လာတယ်ဆိုတော့ဒါဒုတိယအချက်နော်မဆွေးသေးပါဘူးဒါလည်းမဆွေးသေးပါဘူးတရားတွေလေ့ရထားတဲ့အတွက်ရတဲ့အကျိုးပဲပေါ့ဒါကနံပါတ်2အကျိုးဒါတော့အဲ့ဒီလိုတွေအကျိုးဖြစ်နိုင်ပါတယ်ဒီတော့ဘုန်းကြီးတို့ဒီမှာသင်ဟဲကြားဟဲကြဲဟဲခါဟဲဒါတွေဟာအလကားမဖြစ်ဘူးနော်အလကားမဖြစ်ဘူးဒါကြောင့်ကြက်ပါနဲ့ပြောတာ
ဘုန်းကြီးကပြောလို့ရှင်လေဟဲ့လိုက်ဖြေကြနဲ့ပြောတယ်မဟုတ်လားတချို့ကဖြေရမှာတဲနှုတ်ကနှေးတာကိုမနှေးနဲ့ဟောဘုန်းကြီးကရှိရပြောပြီးမှပဲနောက်ကအဖြေခိုင်းတဲ့ဥစ္စာတတိတော်တို့မျက်စိမှုံပြီဗျာမျက်စိမှုံတာနဲ့ပါးစပ်နဲ့ပါဆိုင်တာမှလို့ပါးစပ်ကဖြေရတဲ့ဥစ္စာဘုန်းကြီးကဟောခန္ဓာ၅ပါးရှိတယ်ဘယ်နှပါးရှိတယ်လဲဒီလိုပြန်မေးလားအဲ့တော့ခုနကဘုန်းကြီးက၅ပါးလို့ပြောတယ်မဟုတ်လား၅ပါးရှိတာတော့ဆရာပြောလိုက်ရုံပေါ့ဒီဘုန်းကြီးရဲ့စိတ်ကယူသက်ခန္ဓာဝေဒနာခန္ဓာနဲ့ဆိုပြသွားတယ်ကိုယ်လည်းအဲ့ဒါလိုက်ဆိုရတာအဲ့ဒါနှုတ်နဲ့ရစ်တာပေါ့ဩနားနဲ့ကြားရုံနဲ့မကဘူးနှုတ်နဲ့လည်းရစ်အဲ့ဒါပြောတာအာယရဏဘယ်နှပါးရှိတော့12ပါးဒီလိုမဟုတ်လား18ပါးဘုန်းကြီးကပြောတယ်လေဩ18ပါးတဲ့ဒီလိုမဟုတ်လားအဲ့ဒီဥစ္စာလေးတွေကနောက်ကလိုက်နှုတ်နဲ့ယူရတဲ့ဥစ္စာပဲပါခက်တာမှတ်လို့နာနဲ့ကြားနှုတ်နဲ့ယူစိတ်နဲ့ဒီလေးချက်အဲ့ဒီလေးချက်မိအောင်လို့တွေးလဲတွေးပါတွေးလဲတွေးကိုနေရာရောက်တဲ့ခါကျတော့ယူပခန္ဓာဆိုတာဘာတဲ့ဖောက်ပြန်မှုသဘောတရားအစုဖောက်ပြန်တယ်ဆိုတာဘယ်လိုဟာလဲဒီလိုလေးတွေပြန်တွေးရမှာဝေဒနာခံစားတဲ့ဆိုတာကတော့ဘယ်လိုဟာတဲ့လဲဒါလေးတွေတွေးရမှာပြီးတော့ဒီလိုလေးတွေကိုမမှီရင်လဲကိုမိတဲ့သူနီးတဲ့သူကိုချင်းနေပေါ့ဒီလိုအပြင်ဆွေးနွေးတော့နောက်တော့ဉာဏ်နဲ့သိလာတာပေါ့လေးချက်သိပါအောင်လေနာနဲ့ကြားဒီလေးချက်စာကျက်တဲ့ခါကျတော့လည်းဒါပဲဒါကိုနမူနာယူကျောင်းသူကျောင်းသားတွေစာကျက်ပြီးဆိုရင်ပထမနာနဲ့ကြားလောက်အောင်ကိုယ်အတန်နဲ့ပဲရွတ်သူများကပဲရွတ်ပေါ့နော်စာတပုတ်ကိုပြီးတော့ကိုယ်နှုတ်နဲ့တိုက်ရိုက်ကျက်တာပေါ့ကျက်ပြီးတော့ဒီစာပိုက်ရဲ့အတိတ်တွေကိုပြီးတော့ဟောဉာဏ်နဲ့အတိတ်တွေသိအဲ့ဒါလိုလေးချက်မိလို့ရှင်ဒီစာပုတ်ဟာမမေ့တော့ဘူးစာကျက်နည်းလည်းဖြစ်တာပေါ့နာနဲ့ကြားဟုတ်တယ်အဲ့ဒါပြောတာသောတာနုကတာဝစတာပရိစိတာမနတာနုပိခိတာဒိဋ္ဌိယသုပ္ပတိဝိဒါသတာပြောတာပေါ့ဒီလေးချက်ပဲဒီလေးချက်လှုပ်ခြင်းကြောင့်အခုအကျိုးတွေရပြီမဟုတ်လားလူဘဝမှာလည်းပဲရနိုင်တယ်အကယ်၍လူဘဝမရလို့ချွတ်ချော်သွားလို့ရှိရင်ဟောနတ်ပြည်မှာကြတော့အခုလိုဘွားကနေတရားသူရခြင်းနံပါတ်1တစ်မျိုးနံပါတ်2ကျတော့ဘွားကနေတန်းတော့မရပါဘူးသို့တော့တကူကြည့်တဲ့နတ်သားလာတရားဟောပြီးဆိုရင်ဒီတော့မှဘွားကနေပေါ်လာပြီးတော့ရတဲ့နည်းတစ်နည်းဘယ်နှနည်းရှိပါလဲနောက်တစ်ခါဒီနည်းပါပဲတရားတွေသင်္မာဣဒဒိဋ္ဌဝေဘိက္ခုဆိုပြီးတော့ပရိယာပုဏ္ဏတိနော်ဂါထံဝေယကနံဥဒနာဣတိဝတကံဇာတကံအပုဒ္ဒဓမ္မဝေဒနာဒီတရားတွေကပြန်ပြီးတော့သင်ကြည်ညက်ထားအောင်သင်အချက်၄ချက်နဲ့ညီညွတ်အောင်သင်ပြီးတော့ထားတယ်နော်တပတ်ကလေးနေပြီးတော့သိတဲ့အခါကျတော့ဟောဒီပုဂ္ဂိုလ်နတ်ပြည်သွားရောက်တာစာရီတီသင်ထားတဲ့ဥစ္စာတွေကအကျိုးပြုတာပေါ့နတ်ပြည်သွားရောက်ပထမပုဂ္ဂိုလ်လိုဘွားကနေတော့တမ်းမသိသေးဘူးနော်ဒုတိယပုဂ္ဂိုလ်လိုပဲထူးခြားတဲ့တကူကြည့်တဲ့နတ်သားကလာဟောတာလည်းမဟုတ်သေးဘူးဟောဒါပေမဲ့တော့နတ်ဓမ္မကတိကတဲ့မေသူတို့စီလည်းနတ်ဓမ္မကတိကရှိတယ်နာအဲ့နတ်ဓမ္မကတိကလာဟောတာမေနတ်ဓမ္မကတိကဓမ္မကတိကဆိုတာလွယ်တာမဟုတ်ဘူးဟောတဲ့နိုင်ထားဟောလို့ရတာမှမဟုတ်ပဲနဲ့ဟောတတ်တဲ့သူတွေမှဖြစ်တာဟုတ်တယ်မဟုတ်လားမေဟောတတ်တဲ့သူတွေသွားဖြစ်တာရှိပါနတ်ဓမ္မကတိကဆိုတာအဲ့ဒါလိုနေမှာဘယ်ဟောတဲ့နိုင်ထားဟောလို့ရမလားဒီအဲ့ဒါလိုကြအာမေဟိုမှာဓမ္မကတိကတဲ့ဆိုတာဒီမှာဟောတဲ့သူတွေပဲဟိုဟောမှာလည်းရှင်ရတယ်ကွာမဟုတ်ဆိုဟောတဲ့ကိစ္စလွယ်တာမှမဟုတ်ဘူးနဲ့လွယ်တာမှမဟုတ်ပဲနဲ့အဲ့ဒီလိုနတ္တဓမ္မကတိကလာဟောလိုက်တော့ဒီရင်ဘွားနဲ့ပွင့်သွားတာတဲ့အဲ့လိုပွင့်သွားပြီးတော့ဟုတ်တာပဲတို့လူပြည်တုန်းကလည်းဒါတွေဟောတာပဲဟောလူပြည်လေးဟောမြန်မာပြည်တဲ့လူပြည်မြန်မာပြည်ရန်ကုန်မြို့ကြီးမဟုတ်ဘူးဟောဓမ္မယုံကြီးတွေမှာ
ဒီတော့ကဓမ္မဂတိကတွေဟောတော့ကလည်းခန္ဓာ၅ပါးအာယတနာ32ပါးဓာတ်38ပါးအခုတို့နတ်ပြည်ရောက်တယ်လို့ဒါတွေပဲဒီလိုဖြစ်တာဒီတော့လူပြည်ကသိထားတဲ့အတိနဲ့အခုနတ်ပြည်ရောက်မှသိတဲ့အတိနဲ့ပေါင်းစပ်ပြီးတော့လေအဲ့ဒီတွင်ဘွားကနေတရားသားတွေတက်ပြီးတော့ဒီမှာသောတာပန်အတိဖြစ်ကုန်တာလေဒီဥစ္စာကတတိယအကျိုးပေါ့တတိယအကျိုးဒီနည်းအားဖြင့်လာတယ်ဒီလိုဆိုတော့အကျိုးရပေါ့နော်ရတယ်ရပါတယ်မဆိုးဘူးဒါကြောင့်လောက်ပါကြည်ကြည်ညံ့ညံ့ကြက်ပါလို့ပြောတာမကြက်ချင်ဘူးသူတို့ဟာမကြက်ချင်ဘူးမေးလိုက်လို့ရှိရင်ဖုဖုထစ်ထစ်နေပဲဘာပြောမျက်မှန်မပါလို့ပြောလို့ပြောအေးမျက်မှန်မပါလို့လုပ်နေဒီလိုများတွေလွတ်ကုန်နေမယ်ဗျလွတ်ကုန်နေမယ်ဒါကြောင့်မလွတ်အောင်ခုနကတိုင်းဟောနားနဲ့လဲကြားပါနှုတ်နဲ့လဲရွတ်ပါစိတ်နဲ့လဲပြီးပါဉာဏ်နဲ့လဲသိပါဒီလိုလုပ်ထားမှာနော်လောက်ခိုင်းအောင်မနောင်ကြမှာဟိုကကြမှာသူအဲ့လိုမှမသိမှမသိပဲတဲ့သူများတွေကဟိုရောက်ပုံပြီးကိုကမပါဘူးဘုန်းကြီးကတော့ပြောတာပဲသူကကိုမလုပ်တာပဋိစ္စသမုပ္ပါစာရွက်တွေလည်းဝေတော့ဝေပါရဲ့သူကောင်းအောင်အောက်ထားအိတ်လိုက်တာလေအဲ့ဒီဖြစ်တာကောင်းအောင်ထားအိတ်ကျိုးတော့ကြည့်ပါလေအဲ့ဒီဖြစ်ပြီးဟောနောက်ကတော့လွတ်နေမယ်နော်လူကျင်နေအဲ့ဒီလိုခုဆိုဘယ်နှမျိုးပြီတာ၃မျိုးနံပါတ်1ကနတ်ပြည်တန်ရောက်ချင်းတခါတည်းပွားကနေတရားသူသိကြတဲ့မိကတစ်မျိုးအဲ့နောက်နံပါတ်2ကျတော့ပွားကနေတော့မသိပါဘူးဒါပေမဲ့တကူကြီးတဲ့နတ်သားရောက်လာပြီးတရားဟောတော့ဒီတမညံနေပေါက်သွားပြီးတော့သိတဲ့မိကတစ်မျိုးတတိယကြတဲ့ခါကျတော့ဟောဓမ္မဂတိကနတ်သားကဟောလိုက်တော့တို့လူပြည်တုန်းကနာခဲ့တဲ့တရားဓာရီပဲအခုလက်ဓာရီပဲဆိုပေါင်းစပ်ပြီးတော့သိကြတဲ့မိကတစ်မျိုး၃မျိုးနောက်တစ်မျိုးလာပြန်ပြီနောက်တစ်မျိုးလဲစောစောတုန်းကပြောတဲ့တရားတွေပဲဘုရားရဲ့တရားတော်တွေလေ့လာပါနော်ကာထံဥဒနံဣတိဝတကံသာတကံအပုဒ္ဒဓမ္မံဝေဒနံဆိုတဲ့တရားအမျိုးအစားတွေလေဘယ်တရားဖြစ်ပါဘုရားကိုယ်တော်မြတ်ဟောတော်မူတဲ့တရားတွေဟာအင်မတန်ကျေးဇူးများတာဒီတရားတွေကိုနာနဲ့နှုတ်နဲ့ရုပ်စိတ်နဲ့သိအဲ့လိုသိထားပြီးတော့ကြည်ကြည်မြဲလောက်ထားတဲ့ပုဂ္ဂိုလ်ဟောပฏิလက်လက်သေးတောင်မှဒီပုဂ္ဂိုလ်အင်္ဂတံဒေဝနိကာယံဥပပိစတိနတ်ပြည်တစ်မျိုးရောက်တာအဲ့ဒီရောက်တာနဲ့တပြိုင်နက်ဟောပထမနံပါတ်1ပုဂ္ဂိုလ်လို့တန်းပြီးတော့တရားသူမသိဘူးထားတော့ဒုတိယပုဂ္ဂိုလ်လို့လည်းပဲဟောတကူကြီးတဲ့နတ်သားလာဟောတယ်ဆိုတာမရှိဘူးထားတော့တတိယပုဂ္ဂိုလ်လို့နတ်သားဓမ္မဂတိကလာဟောတယ်ဆိုတာလည်းမရှိဘူးထားတော့အဲ့ဒီတည်းတယောက်ကြည့်ကြပြီးတော့မှဒီလိုက်ရှင်ဒီတခါဒီကိုမင်းလို့ရောတယောက်မေးတာသူကကြည့်လာအမေသူလည်းရောက်လာတယ်တော်တာပေါ့ကံကောင်းလို့ဘာဖြစ်လို့တခါတော့ဒီညကခွေးကြတယ်မျိုးအဲ့ဒါမစားကောင်းမှုလို့ပြောလို့ဒီတောင်းလိုက်လို့ရောက်လာတာကိုရောက်တဲ့ခါကျတော့အဲ့ကလေးတွေပြေးပြီးပြောပြကြီးတွေပေါ့ဒီမှာဒီဥစ္စာအဲ့ဒါတော့သူခုတော့တရားတွေဟောတယ်မဟုတ်လားဟုတ်ပါဓမ္မဂတိကတွေလည်းဘောင်းစုံမိုးကုတ်ဓမ္မယုံကဘောင်းစုံကြားရပါအဲ့ဒီလိုပေါ့ဟုတ်တယ်အဲ့ဒီကဟောတဲ့ဥက္ကိုတိကရှိသူတို့တွေကတော့ဟောတဲ့ပုဂ္ဂိုလ်ပဲသူဒီတာဝန်လာတော့ဘယ်နေလိမ့်မယ်ချက်ဖို့ရှိတယ်အဲ့ဒီဟုတ်ပါဓမ္မဂတိကမှာမျိုးစုံပဲတော့အဲ့ဒီထဲတချို့ဓမ္မဂတိကငေါ့သေးဒီသဘောကြတာတော့ဥပ္ပဒိတတရားပဲဘာဖြစ်လို့လဲဆိုတော့သူကမငေါ့ဘူးငယ်ပြောတယ်ငယ်သူကမငေါ့တာသူတရားကြီးကအေးစစ်ကြီးအိတ်ချင်ရကောင်းကြီး
အဲ့ဒီလိုဒီနဲ့နတ်ပြည်မှာတယောက်တွေ့ကြပြောကြဆူကြပေါ့အဲ့ဒီမှာတော့ပြောဆိုပြီးတော့ဟဲ့ဒီတော့ကတရားတွေပတ်မိသေးတာအေးခန္ဓာ၅ပါးဆိုပါလားဒီရင်သူတယောက်တရားလေးတွေစားတာဟုတ်တယ်တဲ့ခန္ဓာ၅ပါးကမမြဲဘူးတဲ့အာယနာ12ပါးလို့လည်းသင်တယ်ဟဲ့ဒီတကူခုတစ်ချိန်လုံးကဟုတ်တယ်နားနဲ့လည်းကြားကြရတယ်နှုတ်နဲ့လည်းယုတ်ကြရတယ်စိတ်နဲ့လည်းသိကြရတယ်ဉာဏ်နဲ့လည်းသိကြရတယ်အဲ့ဒီဥစ္စာတွေလောက်လာကြတော့ဒီကျင်တယောက်ဂတိပေးလိုက်တဲ့အခါဒီမှာတရားသားတွေတက်တာတဲ့အေးအလုံးအဲ့ဒါလို့ဒါကနံပါတ်4လို့လားဒီလို4မျိုးရနိုင်တယ်ဆိုတာဒါဘုရားကိုယ်တော်မြတ်ကြီးပြောတာဘုရားကိုယ်တော်မြတ်ကြီးပြောထားတယ်ဆိုတော့မှားနိုင်အောင်မလားဒီအကြောင်းအရာတွေဘုရားကိုယ်တော်မြတ်ကြီးဟောတော်မူတဲ့တရားတော်တွေဟောအင်္ဂုတ္တေသတုက္ခနိဗ္ဗာန်မှာပါပါတယ်ဒါကိုပဲဆရာတော်ဘုရားကြီးကလည်းထောက်ပြတယ်မဟုတ်လားအလကားမဖြစ်ဘူးကွာနော်မင်းတို့နားနဲ့ကြားနှုတ်နဲ့ယူစိတ်နဲ့တွေ့ဉာဏ်နဲ့သိကြစမ်းပါကွာသောတာနိဂတာတုတ်ဆိုပြီးတော့လေဆရာတော်ဘုရားကြီးဟောထားတာလည်းရှိပါတယ်ဘုရားကိုယ်တော်မြတ်ဟောထားတာဆိုတော့လည်းမှားနိုင်အောင်မလားမမှားနိုင်ဘူးဘုန်းကြီးတို့တရားဓမ္မတွေပြောရွှင်နဲ့ကိုဒီတရားတွေကိုနားနဲ့လည်းနားပါနှုတ်နဲ့လည်းရွတ်ပါစိတ်နဲ့လည်းတွေးပါဉာဏ်ဖြင့်လည်းထုတ်ပေါက်ပြီးတော့သိအောင်လုပ်ပါဒီလိုနော်ပြောနေရတဲ့အလုံးအချက်တစ်နှစ်ချက်လေးအကျိုးရတာလည်းပဲ၄မျိုးမဟုတ်လားနံပါတ်1ရတဲ့အကျိုးကဟောတခါတည်းဒီကြတာနတ်ပြည်ရောက်တာနဲ့တပြိုင်နက်နတ်သမီးနတ်သားဆိုတော့လည်းဉာဏ်ကောင်းတော့အဲ့ဒီဘွားရတဲ့တရားသားတွေတက်ပြီးတတ်တာပန်ဖြစ်သွားတာနတ်ပြည်ရောက်ချင်းတတ်တာပန်ဖြစ်တဲ့နည်းလုပ်ငန်းခွင်တဲ့ဒီလိုကတော့တတ်တာပန်ဧကံဖြစ်တယ်နတ်ပြည်ရောက်တာလည်းဧကံပဲဘာဖြစ်လို့လဲဆိုတော့ယဟန်တစ်ပါးရှိဘူးတဲ့ဒီလိုပဲတရားအထုတ်နေတာဘုရားကိုယ်တော်မြတ်ကြီးရဲ့တရားကိုယူပြီးတော့လုပ်ငန်းခွင်မှာပဲတရားအထုတ်ရင်သူကအတာအာဟာရကနေတာကိုယဟန်တရားအထုတ်အတာအာဟာရကနည်းနေဆိုတော့လေးတစ်ခုသဘောမျိုးလို့လေးကထိုးဆောင်ပြလိုက်တဲ့ဥစ္စာပြန်တော်မူတော့လားအဲဒီဇင်းကြံစွန်းမှာဇင်းကြံကြောင့်အစွန်းမှာထိုင်ရတာသူကကောင်းအေးမှဆိုလို့ဆိုပြီးခေါင်းပေါ်သင်္ကန်းကောက်ကလေးတင်းပြီးတော့ငုတ်တုတ်ထိုင်ရတာတရားအထုတ်နေတာအဲ့ဒါလေးတစ်စုလို့ဥစ္စာကထိုးလိုက်တဲ့ဥစ္စာအဲ့ဒီနေရာတင်ချက်ချင်းပြန်တော်မူတာဒါပေမဲ့လို့ထိုးတဲ့ဝေဒနာတန်ကြက်ကိုသူကဒါတွေကိုအာယုံတိုက်မနေဘူးသူတရားသူပဲတိုက်နေတာသူကယဟန်ကိုဥပုပ်နေဘုလိုများတိလာယူလာကြဗလားသူကအဲ့လိုအောက်မေ့တဲ့အဲ့ဒါဟိုကဝိုင်းအောင်အနာနာရောက်လာတော့အမေစက်ကုံတွေကြီးချပြီးသူကတရားအထုတ်နေတာကိုနတ်ကြီးကလည်းသူ့ကြည့်ရတာဘုန်းကြီးတွေကြီးချင်ပါလေနတ်သမီးတွေကလေအယံတမနာတွေကပုံတော့တယ်ဘုန်းကြီးတွေကနတ်ကြီးနဲ့တွေ့ပါတယ်သူ့ပုံကြီးကြည့်ရတာကပဲဒါနဲ့ဟိုကြက်နဲ့လုံနေတယ်ဒါမှမဟုတ်သူကဟိုပြမှာဆိုလို့မော့မကြည့်ဘူးပေါ့လေအိုးအိန္ဒြေပြမှာဆိုလို့မော့မကြည့်တော့ဟိုကဒီကအတန်ဉာဏ်ပေးတယ်မလို့သူမရဘူးအယံတွေကလောကောနာမယံရောက်ပြီးတော့ပြောကြတာဟိုဒီဥစ္စာဟာနတ်ပြေချင်းနတ်ပြေဟောပြောကြတာဒါပေမဲ့လို့ပြောပြီးလည်းမရဘူးသူကဘယ်နဲ့ကြက်မဟုတ်တဲ့ရုပ်တွေငါကြောင့်လည်းလာလုပ်ပါလိမ့်မလဲတော့အောင်းနေတာဒါနဲ့ကဲဆိုပြီးတော့သူတို့လက်ထက်ပါတဲ့ဒုရိယတွေညှိုင်းဆိုင်ကြအောင်ကြည့်လိုက်တာပေါ့အိုးငါကြောင့်တဲ့အတိအမှုတွေမလုပ်ရပါဘူးလို့ပြညတ်ထားတာခုဘယ်နဲ့လာပြီးကြပါလိမ့်မလဲဒီလိုကအောင်းနေရသေးတာခက်လိုက်တဲ့နတ်သားကြီးပဲသူကြည့်ရတာကလည်းတုံကြီးအောင်ကိုပဲဟုတ်တယ်တုံတယ်ပဲဘုန်းကြီးဒီကနတ်သားကိုဒီတိုင်းတော့ရမှာမဟုတ်ဘူးဆိုပြီးတော့နတ်သမီးတယောက်ကကိုယ်လုံးတော်မှန်ကြီးယူပြီးတော့လေမဲတပကာယိကံအာဒတံတပိတဝါဆိုတာလေကိုယ်လုံးတော်မှန်ကြီးယူလာတဲ့ပြီးတော့သူ့ရှင်နာချပြလိုက်တာဒီတော့မှသူကသူ့အချုံလေးအသက်တွေနဲ့မြင်လာကိုဒီတော့မှအလိုငါပြေရောက်လာပါလိမ့်မလဲကြည့်လိုက်တော့အမေလေးသူ့ကိုကြီးကလည်းအကြီးကြီးပဲဒါဖြစ်နေတော့နတ်သားကြီးအဲ့ဒီတော့မှငါကဒီစည်းစိမ်တွေလိုချင်လို့တရားအားထုတ်တာမှမဟုတ်ပဲငါကအရာတခုလိုချင်လို့အားထုတ်တာဘယ်နာတွေလာရနေတာလိမ့်မလဲဒီကအဲ့ဒီချင်းမဖြစ်ချေဘူးဒီတိုင်းဆိုလို့ရှိရင်ငါတရားတွေကြောက်ကုန်နေမယ်ဆိုပြီးတော့ဖျားစီပြေးလာတာ
ဘုရားကြီးပြေးလာတယ်အရှင်ဘုရားတပည့်တော်စစ်ဖို့ဖြစ်မလားလို့တိုက်ပွဲဝင်လိုက်တာတဲ့အပြန်ရောက်တော့ရွာတော်စုရတယ်လို့ပဲဘုရားဒီလိုပြောတယ်ရွာတော်စုတကယ်ဆိုလို့ချင်းတိုက်လို့ရှိရင်တိုက်ပွဲအောင်နိုင်ရင်စစ်ဖို့ကြီးဖြစ်မှာမဟုတ်လားစစ်ဖို့ကြီးမဖြစ်ဘူးသူ့ဥစ္စာကချောပြီးတော့ခုနတ်ပြည်လာရောက်တယ်ဟုတ်လားဒီရင်ဘုရားကိုယ်တော်မြတ်ကြီးကငါသားကြီးတိုက်ပွဲကြရှာတကူဘုရားကိုယ်တော်မြတ်ကဒီမှာဟောတာပါတယ်ဣဇိကောနာမသောမကောဆိုပြီးတော့ဘုရားကိုယ်တော်မြတ်ကတရားတွေဟောလိုက်တော့အဲ့ဒီဘုရားရှိခိုးသောတာပန်ဖြစ်သွားတယ်အဲ့ဒီဓမ္မနတ်ပြည်ပြန်တက်သွားပြီရဲ့မဲသောတာပန်ဖြစ်ပြီးဆိုတော့ဒိဋ္ဌာမရှိဘူးနော်အပေတော့နောက်ထပ်မကြနိုင်တော့ဘူးပေါ့အဲ့ဒါလိုဖြစ်ဖူးပါတယ်လုပ်ငန်းတွင်အကျင့်မှာဒီတဲ့သူကတော့ဒီဘုန်းကြီးယဟန်သိမ့်တွေတော့နတ်ပြည်ပဲနတ်ပြည်အဲ့ဒါကြောင့်အရေးတဲ့ကျုံလာပြီဆိုရင်တရားကိုသာဖက်ထားပါရှုခုနီးတွေပေးနေပေါ့ပဲဓမ္မဂတိကတွေကလည်းနီးတွေပြောတယ်မိုးကုတ်ဆရာတော်ဘုရားကြီးကလည်းတတိတွေနဲ့ပြောနေတာအဲ့ဒါဒီနားနဲ့လည်းကြားထားပါနှုတ်နဲ့လည်းရွတ်ပါစိတ်နဲ့လည်းတွေးပါဉာဏ်နဲ့လည်းသိပါဒီဒိဋ္ဌိတွေကိုသိပြီးတော့တကယ်အရေးတဲ့ရောက်လာရင်အဲ့ဒါပဲဖက်တဲ့ထားတတိတွေဘယ်ပါဒီအနာနာကလာလို့ပြီးမလားကြနဲ့တတ်နိုင်လို့ရှိရင်ခြေတော်ကလေးငါချပေးစမ်းရှင်တို့ရင်တို့မလားအောင်ကိုယ်တရားနဲ့ကိုယ်သာကြိုက်ပြီးတော့တရားနဲ့တာဖက်ဒီလိုလုပ်ပါတတိပဲကအမေမန်တရားတွေမလို့ကြဘူးတော့မလုံးနဲ့ပြိနေကကြည့်ပေးထားကြတာတော့ငယ်နေဒီတော့ကတော့ဒီတာပေါ့မလုံးနဲ့အဲ့ဒါဒီလာမရှုပ်စီနဲ့အရေးလေးကြရင်ဘာလုပ်ရမလဲတရားနဲ့တော့ဖက်ချုပ်ကြတဲ့အခါမှာတရားနဲ့ကဖက်ချုပ်တာလုပ်ငန်းခွင့်မဟုတ်လားဒီကသမင်ရေးဝကာလမကာတိဒီလိုဆိုရနော်ဒီအတိတ်ကတော့လုပ်ငန်းခွင့်အကျင့်မှပြီးတာဒါတော့လုပ်ငန်းခွင့်ဆိုအခုတရားလုပ်ငန်းခွင့်ပြောတာတရားလုပ်ငန်းခွင့်အတွင်းမှာပြီးလို့ရတော့ဧကန္တကိမ့်ပြီးပေါက်ပဲနတ်ပြည်ဘယ်လိုမှမလွယ်ဘူးအဲ့ဒါလိုဖြစ်အောင်အနည်းဆုံးဟိုအာယုန်ဒီအာယုန်နဲ့မှောက်မှားပြီးတော့ဟိုမဟုတ်တဲ့အပယ်လေးပါလမ်းနဲ့အစားတော့တော်သေးတာပေါ့အဲ့ဒါလိုမဟုတ်ရင်တော့ဖြစ်မယ်နော်ပူဟတ်တို့ကျွဲ့တို့အိမ်မြောင်တို့ဖြစ်တယ်မွေတို့ဖြစ်တယ်နော်ဖြစ်တယ်အဲ့ဒီအများအားဖြင့်ဖြစ်တတ်တာအဲ့ဒါကြီးဖြစ်တယ်နော်ဖြစ်ပါဘုန်းကြီးတို့ကျောင်းသားကိုဒကမာကြီးတယောက်သူ့ခင်ပွန်းတဲ့မွေကြီးဖြစ်တာသူ့ကိုဆွဲတာပေါ့ဆွဲတော့သူ့အနာလာပြီးတော့ဒီမွေကြီးကတော်တုတ်တယ်ချီကလေးတော့တုတ်တယ်အဲ့ဒီအကောင်ကြီးလာခွေးနေတာသူကသိတယ်ဒါသူ့ခင်ပွန်းပဲသိတယ်အဲ့ဒီနေရာနာခွေးနေရရင်မွေကြီးကလည်းကျင်နာလို့တခါတလေဘယ်သူမှမရှိဘူးဆိုရင်သူကသူ့အခန်းထဲမှာအဲ့ဒီလိုလေးနေတယ်ဟိုအင်္ဂလိပ်ကတစ်ထပ်တိုက်ကလေးပူညီပြင်ပေါ်မှာဥတ္တမန်တလင်းနဲ့နေတာအဲ့ဒီကြောင့်မှာဥတ္တမန်တလင်းကြောင့်အခန်းကြောင့်မှာအပေါက်ကလေးသေးရှိတယ်အချိန်တန်အဲ့ဒီအပေါက်ကလေးသေးတော့ဝင်သွားတာပဲဒီလောက်ခန္ဓာကိုယ်ကြီးနဲ့တန်ဖို့လည်းမဟုတ်ဘူးဒါပေမဲ့အဲ့ဒီထဲဝင်ကြောက်ကြတာပဲတခြားသူတွေရှိတဲ့အခါဆိုမလာဘူးအဲ့ဒီသူ့ဇနီးတယောက်တည်းရှိပြီးဆိုရင်ဒီမွေကြီးကရောက်လာတာပဲအနာလာခွေးနေတယ်လာပါစီလေသူ့ခင်မမှလည်းသိနေတယ်မတတ်ရဘူးပေါ့မတတ်ရဘူးအဲ့ဒီလိုဖြစ်နေတာဒါအစွဲလိုက်လားအစွဲအဲ့ဒီလိုနဲ့နေတာတားတွေသမီးတွေလည်းမပြောပါဘူးပြောလိုက်ရင်တမျိုးဖြစ်အောင်မှာသူတယောက်ပဲသိတယ်နော်အဲ့ဒီလိုနဲ့တနေ့တော့မနေ့ပိုင်းမှာပါပဲသူ့အခန်းထဲတယောက်ထဲနေပြီးတော့တလခိုင်ကလေးနဲ့စာလေးဖားပြီးတော့နေတယ်အနာမူကြီးကလာခွေးနေတာမူပုံကြီးပေါ့ဘုံကြီးအဲ့ဒါတမီးလို့တဲ့သူကဈေးကပြန်လာတော့အမေအခန်းတရားလေးကလှိုက်ရဆိုတော့ဒီတဲ့တွေ့နေတာဟုတ်အမေခဏလေးညင်လေးနေဆိုတော့ဘာမှလုပ်ချင်လို့ပါလိမ့်မလဲဆိုဒီကလည်းအမှတ်တမဲ့ညင်နဲ့နေလိုက်တယ်အဲ့ဒီအနာမှာရှိနေတဲ့မီးတွေမီးဖို့ဟိုဟာကိုလှုပ်ထားတာရှုံးကိုလှုပ်ထားတဲ့မီးဖို့ကြီးရှိတယ်လေတပည့်ကကြီးအလေးကြီးမဟုတ်လားအဲ့ဒါကြီးနဲ့ကောက်ထွက်ပြီးတော့ဒီငွေပုံကြီးကိုထုတ်ချလိုက်တာလေးပါလေရောလားကဲသမီးလုပ်တဲ့အမေလုပ်တဲ့သူကတော့သူ့ခင်ပွန်းလို့ဒါမျိုးကြီးသိတယ်နော်သမီးကဒါအဖေလို့သိလားသိပါဘူးဗျာရှိပါမသိတော့
သမီးလုပ်တဲ့သူကအဖေကိုတတ်လိုက်ပြီဒီလိုမဟုတ်လားသိရင်ဒီလည်းမတတ်ပါဘူးအဲ့ဒါလို့အဖြစ်ပြအမေလုပ်တဲ့သူကအဲ့ဒီဖြစ်အောင်လဲသူမပြောရဘူးသားညီအဖေလို့သူမပြောရဘူးပေါ့မပြောရဘူးရင်လည်းအောင်းခံပြီးတော့သူဆုံးကလေးချက်ပြီးတော့ဂျိုင်းကလေးနဲ့ဖက်လာပြီးတော့ဘုန်းကြီးတို့ကြောင်းလာပြီးတော့လျှောက်တယ်တူတူလျှောက်တယ်ဒါဟာဆွန့်ပစ်တာဗျာအဲ့ဒီဘာဖြစ်လို့လဲဆိုတော့ဒီကြောင်းသူပြန်ပြောတယ်သူခင်ပွန်းတယ်ဗျာမွေကြီးသေးပြပြီးအဲ့ဒါရည်ရပြီးတော့ဆွန့်ပစ်တာဗျာသူလျှောက်တယ်နော်အဲ့ဒါလို့တမီးလေးလည်းမပြောရဘူးဗျာတဲ့ဟောအဲ့ဒီမှာဆိုလို့ရှိရင်ဆွဲတာမဟုတ်လားဒီကနေ့မှာအရေးကြီးတယ်ဟိုဆွဲဒီဆွဲမဆွဲနဲ့မဆွဲရအောင်လဲဆွဲတော့ကြရတဲ့ရှင်းနေတာဒီကနေ့မှာဆိုရင်တော့ဖြင့်တရားနဲ့ပဲဖက်ပြီးပါတရားနဲ့ပဲဖက်ပြီးအဲ့လိုတရားနဲ့နှလုံးသွင်းပြီးတော့နေဆိုရင်လုပ်ငန်းခွင်အတွင်းပြီးတာပဲနှလုံးသွင်းနေတရားတဲ့ဖြစ်မထိုင်နိုင်ရင်သုံးလုံးဆွဲရတာဟောတရားကလေးကနှလုံးသွင်းနေနှလုံးသွင်းမလွတ်နဲ့ဒီအာယုန်တွေဘလောက်ရာလာမလွတ်နဲ့အဲ့ဒီမလွတ်ဖဲတာချုပ်ပြည့်စီဒီပုဂ္ဂိုလ်ကိန်းတွေပေါ့ဟောနတ်ပြည်တယ်နတ်ပြည်နော်ဒီနေရာမှာတရားသားတွေလည်းတက်လာနိုင်ပါတယ်ဒီကနေ့မှာတရားသားတွေလည်းတက်လာနိုင်ပါတယ်ဒီလိုတရားတွေကိုလေ့လာပြီးတော့ထားတဲ့အခါမှာဒီကနေ့မှာလည်းမတည်ခင်မှာတရားသားတွေတက်လာတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတောတာနုက္ကတာတုတ်အရာဆိုလို့ရှိရင်အရှင်အဝါတွေနဲ့လှုပ်ထားလို့ရှိရင်မတည်ခင်နဲ့တရားတွေတက်နိုင်တယ်နော်။သို့မဟုတ်စိတ်ကမလျော်အကြောင်းမတော်၍ဟောတရားမရပဲဆိုလို့ရှိရင်နတ်ပြည်ရောက်ကြတယ်မဟုတ်လား။နတ်ပြည်ရောက်ကြတဲ့ခါကျမှဟိုမှာတောတာကံဖြစ်တယ်လို့ပြောတယ်မဟုတ်လား။ကြာတော့ဘုရားကြီးရေးထားတယ်လက်ရှိခန္ဓာမတွေ့တာနဲ့ဒါကြတော့ကြီးရေးထားတာဒီတောတာနုက္ကတာတုတ်ကိုပြီးရေးတာမဟုတ်လားဒီကိုယ်မှာရရှိနေတဲ့ခန္ဓာပေါ်မှာတွေ့တာနေလို့ရှိရင်တော့လက်တရားတွေနဲ့မရနိုင်ဘူးနော်ဒါကြောင့်အတွေ့အတာတွေဖြုတ်ထားပါနောင်လာမဲ့ခန္ဓာကိုလည်းမလို့ခြင်းနဲ့မပြောနဲ့ပေါ့လက်ရှိခန္ဓာမတွေ့တာနဲ့နောင်လာဘဝမတောင်းတာပဲဒီလိုပြောတယ်မဟုတ်လားကြောင့်ကြရဲဖြင့်အမြဲမပြဝိပဿနာလေ့လာကျင့်ခြင်းအာသိမကံဖြစ်ကြောင်းဖန်မူထိုသည့်သူကအယူမလဲဂတိငဲ့ဤအတိတ်နဲ့ဝိပဿနာသာလုပ်နေပါအာသိမကံအနေနဲ့အတိတ်အဖန်မှန်သာလုပ်နေပါဒီပုဂ္ဂိုလ်ဂတိငဲ့တယ်ဂတိဆိုတာဘဝပြောတာဘဝကောင်းတဲ့ဘဝငဲ့တယ်လို့ပြောတာနော်ဟုတ်တယ်ဒီတိုင်းနာဝိပဿနာလုပ်ထားပါဂတိမြဲပါတယ်လို့ဂတိမြဲပါတယ်ဆိုတာအညတံဒေယနိကာယဥပပိဂတိသောသောတုံးဟာလို့ပဲကောင်းတဲ့ဥစ္စာတွေကသိစားများကြအဖန်ဖန်စီးတီးထားလို့ရှိရင်ဟောဒီမှာနတ်ပြည်ရောက်တယ်လို့ပြောတယ်မဟုတ်လားအဲ့ဒါရည်ရွယ်ပြီးတော့ပြောတာအာသိမကံဖြစ်ကြောင်းဖန်မူထိုသည့်သူကအယူမလဲဂတိမြဲဤဒီလိုပြောတာနော်မိဆွဲလောင်မှရေကိုတာတော့မရဖြစ်ဒီလိုမဟုတ်လားအရေးကြုံကကြမှာထားပြီးတော့ရေမရှာခြင်းနဲ့မိဒီတဟုံလောက်ခါကြမှာရေထားပြီးတော့ခတ်မနေခြင်းနဲ့အစကြတဲ့ရေအသက်လောက်ထားရမှာဒီသဘောပဲအိယာဖြတ်ကဒီတော့ဒီဝရောက်တဲ့ခါကြမှာဟိုမဲလေးဝိပဿနာလုပ်ချင်လာကြီးရဲ့ဒီလိုလုပ်နေလေစောစောကလေးကတိုင်ဟောအသက်အရွယ်ရှိတုံးဉာဏ်ကောင်းတုံးကံကောင်းတုံးအားရအင်းဒီရှိတုံးအစကလေးကတိုင်ရေရှားထားရမှာဒီသဘောပြောတာမိဆွဲလောင်မှရေကိုတာတော့မရဖြစ်ရင်ပုံနိုင်ရှင်၍ပြောတယ်မဟုတ်လားမကင်တန်ဒီဒီညဲနေအောင်ဆိုတာမကင်တန်ဒီဆိုတာခုဘုန်းကြီးတွေတရားဓမ္မတွေခုအလုံးလုံးနေတာ၅ပါးမကင်မဟုတ်လားယောဂီ၅ပါးမကင်လေးတတိယပြီးတော့နေအောင်ကိုခန္ဓာမှာကျဲမြဲပြီးတော့နေအောင်ပြောတာမကင်တန်ဒီဒီညဲနေအောင်မသေးခင်ကပြင်စင်တော့ရှောင်းမေးမပြောက်နဲ့ပြောတယ်လားမမေ့ပါနဲ့တဲ့မသေးခင်ကခုလိုအခွင့်ကောင်းရတော့ကနေပြီးတော့ကြွတင်နေကြွထားပါလို့ပြောတာမဟုတ်လားအဲ့ဒီလိုကလုံးပြီးတော့ထားလို့ရှိရင်ဒီကနီးမှာထုံးစံတိုင်းချွေးပြီးချွေးပေါက်တွေတော့လက်သက်ထားပေါ့ချွေးပေါက်ရည်စီဒီကနီးရဲ့အပြည့်မုတ်ချမက်စစ်ရလေမျက်စစ်ကောင်းပါလေ
ကိုယ်ကြောင့်ငါကိုဖြစ်ပြပြင်းနေတဲ့ဥစ္စာကတော့ Loki မက်ဆိုမက်တူပေါ့ဒီကနေ့ကျတော့စစ်ပါမက်ကဖြစ်လာတော့မက်စစ်ပေါ့ဖြစ်တော့ယူစီဒီကနေ့ဝဲအပြီးမုတ်ချမက်စစ်ရလိမ့်ဒါကောင်းတာပေါ့ဟုတ်တယ်တရားတွေကိုလေ့ကျက်အားဖြင့်လေ့လာထားလို့ရှိရင်ဒီကနေ့မှလည်းပဲတရားပြီးတက်ပြီးတော့မက်စစ်ရလာနိုင်တယ်အဲ့ဒီမဟုတ်လို့တဲ့ဣစ္ဆာမလျောအကြောင်းပေါ်၍မတော်တဆမမရအောင်နော်ကိုကိစ္စဒီကိစ္စတွေကြုံလို့မဟုတ်လို့မမရဘူးချောထွက်လာတယ်ပဲဆိုအောင်တော့ပြောတာနော်ဣစ္ဆာမလျောအကြောင်းပေါ်၍မတော်တဆမမရအောင်ဘဝအစွန်းတမလုံးတွင်ထူးချွန်အလောက်နတ်ပြေရောက်၍မဖောက်မပြန်တော့တာပံအဖြစ်ဧကံဖြစ်သည်မလေဝိပဿနာအကျိုးဒီဆိုတာလေဘုရားကျတော့ဘုရားကြီးကဒီဥစ္စာကိုကြည့်ရေးတာပထမဆုံးအကျိုးဆိုလို့ရှိရင်နတ်ပြည်ရောက်ပြီးတော့အဲ့ဒီမှာတရားသူတွေကျက်ကြပြီးတော့တတ္တပံအဖြစ်ဖြစ်သွားမယ်လို့ပြောတယ်မဟုတ်လားကျင့်ဖန်များစွာတာလေ့လာထားလို့ရှိရင်ဟောမသေးခင်ဒီကနေ့လည်းပဲတရားသူတွေကျက်ကြပြီးတော့ရနိုင်တယ်အဲ့ဒီမှာကိစ္စမလျော့အကြောင်းပေါ်ပြီးချောထွက်သွားအောင်တော့နတ်ပြည်ရောက်ပြီးတော့ဒီကြတော့ဘွားကနေတရားသူတွေရပြီးတော့အဲ့ဒီမှာမှသောတာပန်လည်းဖြစ်သွားနိုင်တယ်ဒီလိုမဟုတ်လားဒီလောက်ရေးထားပါတယ်အဲ့ဒါကူအပြည့်အစုံခေါ်လိုက်တော့အဲ့ဒီလိုနတ်ပြည်ရောက်ချင်းမရတောင်မှကိုရောက်တော့တကူကြီးတဲ့နတ်သားကခေါ်လိုက်တဲ့အခါတရားသဘောတွေပေါက်ပြီးတော့ဘွားကနေရကြတဲ့နည်းရလည်းတစ်မျိုးအဲ့ဒီလိုမှမရဘူးဆိုလို့ရှိရင်ဓမ္မကတိကနတ်သားကဟောလိုက်တဲ့အခါမှာအဲ့ဒီမှာတရားသူတိတက်သွားပြီးရတဲ့ဥစ္စာကတကယ်အဲ့ဒါတော့မဟုတ်သေးဘူးဆိုလို့ရှိရင်ကိုရောက်တော့တူတူတွေ့ကြတာပေါ့တွေ့ကြကြုံညဆုံညဟဲဘသူဘဝဒီလိုလေးဖြစ်ပြီးတော့လေဆိုပြီးတော့တယောက်တယောက်မေးပြီးတော့တတ်မိသေးလားကိုတုန်းကတရားနာခဲ့ကြတာလေအေးဟုတ်တာပဲဘသူအဲ့ဒီနဲ့တူတူတရားဒီဆွေးနွေးပြီးပဋိတိရပြီးတော့ညံနေကောင်းပြီးတော့အဲ့ဒီမှာပฏิရပြီးတော့တရားပြီးတက်လာခြင်းတစ်မျိုးလို့ဆိုတော့ဘယ်နှမျိုးတော့၄မျိုးနော်၄မျိုးအဲ့ဒီလိုရနိုင်တယ်လို့ပြောတာနော်သတ္တရောအာနိတန္တာပါတိကင်္ခာ၄မျိုးသောအကျိုးတို့ကိုလေရှိအပ်ဤပြတာပြောတာပေါ့ဒီပုဂ္ဂတာတုတ်သောတာနုကတတောအေးဟဲ့ဒီသောတာနုကတတောရဲ့အဓိပ္ပာယ်ကဒါပဲဒီတော့မိမိတို့အခုပြည့်နေရတဲ့တရားပုဒ်ကလေးတွေနဲတာများတာအလားထားဒါလေးတွေကိုလေ့လာပါနော်ရုပ်တရားဆိုတာဘယ်လိုနံတရားဆိုတာဘယ်လိုဒီဥစ္စာလေးတွေကိုမေးလို့စီစဉ်လို့တယောက်တယောက်ဆွေးနွေးလို့ပေါ့မဲရုပ်တရားတွေဆိုတဲ့ဥစ္စာဖောက်ပြန်တဲ့ဟဲ့ဖောက်ပြန်တယ်ဆိုတာဘယ်လိုဟာလဲတယောက်တယောက်မေးမှာပေါ့ဖောက်ပြန်တယ်ဆိုတာဟောဒီတမာတိထူထောင်ပြီးတော့ကြည့်မယ်ဆိုညံတဲ့ရိပ်နဲ့ဒီလိုလေးတွေပေါ့တခါတလေကျတော့အဲ့လိုမဟုတ်ဘူးခက်ကြမ်းကြမ်းဖောက်ပြန်တာတွေလည်းရှိသေးတာပေါ့ဥပမာကိုနေရင်ထိုင်ရင်လည်းအိုးမတက်တာလိုက်တဲ့ဝေဒနာတွေဟဲ့ညောင်းလိုက်တဲ့ဝေဒနာတွေဒါမျိုးတွေကမလာဘူးလားပူလိုက်တဲ့ဥစ္စာတွေဒီစက်တက်လွန်ခဲ့တာမဟုတ်လားဒီစက်တက်လွန်ခဲ့တဲ့ဒီစက်တက်ဆိုတော့နာရရုပ်လားပူလာကနာရရုပ်လားအဲ့ဒါတွေမခံနိုင်အောင်ဖြစ်ပြီးတော့ပြင်းပြင်းထန်ထန်ဖြစ်ပြီးတော့လာတဲ့ဆိုတော့အဲ့ဒါကိုမခံနိုင်အောင်ဖြစ်နေတယ်မခံနိုင်အောင်ဖြစ်နေတဲ့သဘောပူလွန်းတဲ့သဘောကြီးကိုမခံနိုင်ဘူးအကျိတ်ကြီးနော်အဲ့ဒါကတစ်စက်တက်ပူလာကြီးလောင်လာကြီးမခံနိုင်တဲ့အနေကဘာတော့ဝေဒနာမခံနိုင်အောင်ဖြစ်ပြီးတော့လာတာကဝေဒနာအဲ့ဒါဒီကိုမခံနိုင်ဘူးဆိုပြီးတော့သိနေတယ်သိနေတာကဘာတော့အညာဟုတ်တယ်မဟုတ်လားဒါဖြစ်ရင်ပူလာကယောမခံနိုင်လို့အောင်ဖြစ်တာကအဲ့ဒါကိုသိနေတာကတခြားစီပေါ့တခြားစီပဲဒီလိုကိုတခြားစီပဲအတူတူလားလို့အောင်းမိနေတယ်နော်အဲ့ဒီခံရတယ်မခံနိုင်လို့အောင်အင်မတန်လွန်လွန်ကြက်ကြက်ဖောက်ပြန်ပြစ်ပြပြီးတော့လာတာရုပ်တရားတွေလေပူရင်းတဲ့ဥစ္စာကရုပ်တရားမဟုတ်လားဒီတော့တိတ်မခံနိုင်အောင်ပြင်းပြပြီးတော့လာတယ်ဆိုတော့အပူလွန်တက်လာတာမဟုတ်လားအဲ့ဒါဖောက်ပြန်တာမဟုတ်လားနည်းနည်းဖောက်ပြန်ရင်တော့တော်တာပေါ့ခုတော့မဟုတ်ဘူးများများကြီးဖောက်ပြန်လာတဲ့တော့မခံနိုင်အောင်ဖြစ်တာမဟုတ်လားအဲ့ဒါခံစားတယ်မဟုတ်လားခံစားတယ်ဆိုတော့ဘာတော့ငါခံစားတာလားသူခံစားတာလားမဟုတ်ပါဘူးဘယ်သူခံစားတာတော့ဝေဒနာကခံစားတာ
ငါခံစားရတဲ့ဆိုဝေဒနာနဲ့ငါနဲ့ပြရောနေမှာပေါ့မရောခြင်းနဲ့မခံနိုင်တော့အောင်ဖြစ်နေတဲ့ဥစ္စာဝေဒနာဒုက္ခဝေဒနာမဟုတ်လားဒုက္ခဝေဒနာကခံစားတာအဲ့ဒီသဘောသိနေတာကဘာတော့ဒီလိုဆိုလို့ရှိရင်ဉာဏ်ကတစ်မျိုးဟဲ့ဝေဒနာကတစ်မျိုးဟဲ့ယုတ်ကတစ်မျိုးဟဲ့ဒီလိုမဟုတ်လားဖောက်ပြန်နေတဲ့ဥစ္စာကောင်ငါဖောက်ပြန်တာလားသူဖောက်ပြန်တာလားဘသူဖောက်ပြန်တာသူဖောက်ပြန်တာဟုတ်တယ်နော်အဲ့ဒီသူ့သဘောလေးတွေနဲ့သူကြည်ကြဖြစ်နေကြတာပဲအဲ့ဒါကိုသိနေတာသိနေတာကတော့ငါကသိတာလားဉာဏ်ကသိတာလားဒီလိုလာရမှာပေါ့နဲ့ငါသိတယ်ဆိုရင်ဟောဒါဒိဋ္ဌိဖြစ်နေအဲ့ဒီတက္ကရာဒိဋ္ဌိတွေနဲ့ရောစောနေလို့ရှိရင်လည်းဒိဋ္ဌိတန်လန်းကြီးနဲ့တရားရပါလိမ့်မလဲမရပါဘူးလေအဲ့ဒါကြောင့်ဒိဋ္ဌိလည်းပါထားပေါ့သိတာကဉာဏ်ကသိတာပဲဉာဏ်ကသိတဲ့ဥစ္စာပဲဒါကိုတခြားစီနေရမယ်နော်ယုတ်ကတရားနံကတရားဒီလိုမဟုတ်လားအဲ့ဒီလိုလေးတွေခွဲခြားပြီးတော့လေ့လာပြီးတော့အစကတည်းကတည်းကကြည်ကျင်နဲ့လုပ်ပြီးတော့ထားလို့ရှိရင်ဒီဥစ္စာလေးတွေကတရားအကျိုးတွေရတယ်လို့ပြောတယ်မဟုတ်လားဘယ်နှမျိုးရလေ့လာရမှာကတော့ဘယ်နှမျိုးနဲ့လေ့လာရလေးမျိုးနဲ့လေ့လာရပါလိမ့်မယ်နာနဲ့ကြာနှုတ်နဲ့ရိုးစိတ်နဲ့ဒီညာနဲ့အဲ့ဒီလေးချက်မိကလှုပ်ထားပါကြည်ရင်ညက်နဲ့ဒါလှုပ်ထားပါဒီတရားဟာအကျိုးလေးမျိုးတွေကတစ်မျိုးမျိုးရမယ်တိမ်ဒီပေါက်တစ်မျိုးမျိုးရမယ်ဒါဘုရားဟောထားတာဆိုတော့မပါနိုင်ပါဘူးဒီအကျိုးဒီဟာမှမလွတ်ဘူးဖြစ်ပါတယ်ဒါကြောင့်ဘုရားဟောလို့ဖြစ်တဲ့ဆိုတော့ယုံကြည်နဲ့ကိုလေ့လာရတဲ့တရားတွေကိုကြည်ညက်သိအောင်ရုပ်ပဲနာမ်ပဲဝေဒနာပဲပညာပဲခွဲခြားပြီးတော့သိအောင်လေ့လာရမယ်နော်ကိုယ်ကလေ့လာနိုင်ကြပါ